ဒီဘဝဒီခဏမှာမိမိတို့ရရှိထားတဲ့ဘဝတန်ဖိုးဆုံးရှုံးနစ်နာမသွားအောင်ရတဲ့ရတိုက်ရအပ်တဲ့မဲ့ဖို့နိဗ္ဗာန်ကိုမရရအောင်ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်လောကဓမ္မနိယာမသဘောအရပြောရရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤအဆုံးအမသာသနာတော်ရှိခိုက်လူဖြစ်ခွင့်ရခြင်းသစ္စာတရားများကိုမိမိတို့ဘာသာစကားဖြင့်နားလည်နိုင်ခြင်းနားလည်အောင်သွန်သင်ဆုံးမတတ်သောဆရာကောင်းသမားကောင်းတို့နှင့်တွေ့ဆုံခြင်းဆိုတဲ့အကြောင်းတရားတွေတရားကိုသိမြင်ပြီးတော့တရားနဲ့လျော်ညီစွာအားထုတ်နိုင်တဲ့စွမ်းပကားတွေသူတော်ကောင်းတို့မှာပြည့်စုံမပြည့်စုံရမရအဲ့ဒီဘဝဟာမဲ့ဖို့နဲ့ထိုက်တန်တဲ့ဘဝတနည်းအားဖြင့်နိဗ္ဗာန်ရနိုင်တဲ့ဘဝဒီလိုမှတ်ရမယ်တနည်းအားဖြင့်သူတော်ကောင်းတို့တတ္တဝါတွေအလိုရှိအပ်တောင်းတအပ်တဲ့မဲ့ဖို့နိဗ္ဗာန်ကြီးကိုရောက်နိုင်ရနိုင်တဲ့အကြောင်းတရားတွေပြည့်စုံနေတဲ့ပါရမီတွေပြည့်နေတဲ့ဘဝလို့ဆိုရင်ကောမှန်မလားနိဗ္ဗာန်တပစ္စယောနိဗ္ဗာန်နိဗ္ဗာန်ကိုဒုက္ခခတ်သိမ်းကင်းခြင်းရာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ကြောင်းရနိုင်တဲ့ပစ္စယောအထောက်ပံ့ကောင်းသည်ဆိုတာနိဗ္ဗာန်ရောက်နိုင်တဲ့အထောက်ပံ့လေးရဘာတွေလဲတိဖရာသာသနာတော်နဲ့ကြုံခြင်းဘာနဲ့ကြုံလဲခုဦးဇင်းတို့သူတော်ကောင်းတို့ကြုံမကြုံခုမြတ်စွာဘုရားရဲ့တရားတော်တွေသူကောင်းတို့ကောင်းစွာနာကြားခွင့်ရမရခုနာနေရတဲ့သစ္စာလေးပါးတရားကကောဖရာတရားတွေဟုတ်ရဲ့လားဟုတ်မှဟုတ်ရဲ့လားယုံသလားဘုရားတရားတော်စစ်မစစ်ဆိုတာကဘုရားရှင်ဟောကြားအပ်တဲ့တရားမှန်ရင်သစ္စာ၄ပါးပါရပါရမယ်ဒုက္ခသစ္စာပိုင်းခြားသိနိုင်ဖို့ဟောကြားတဲ့တရားမှသာလျှင်ဗုဒ္ဓတရားသမုဒယသစ္စာပယ်စွန့်နိုင်ဖို့ပဟာတပ္ပသမုဒယသစ္စာကင်းကွာရေးဟောကြားမှသာလျှင်ဘုရားတရားဒါသူတော်ကောင်းတို့ကိုယ်ပိုင်ဉာဏ်နဲ့စီစစ်ဖို့အာနာပိုင်စီစစ်ဖို့ပို့ဘူးဟုတ်ပြီနော်ဘာပြအာနာပိုင်တွေကများလွန်းလို့ခင်ဗျားတို့သိထားရမှာတရားကိုစီစစ်တယ်ဆိုတာတရားနာပရိသတ်ကသာစီစစ်ရစီစစ်နိုင်စွမ်းရှိအောင်ဆရာကောင်းသမားများကောင်းများကလမ်းညွှန်ရမယ်ဟုတ်ပြီလားအဲ့တော့တစ်ဒုက္ခသစ္စာကိုပိုင်းခြားသိရမယ်သမုဒယသစ္စာကိုပယ်စွန့်နိုင်ရေးဟောကြားရနိရောဓသစ္စာဒုက္ခခတ်သိမ်းကင်းငြိမ်းရာဖြစ်တဲ့ဒုက္ခတို့ရဲ့ချုပ်ငြိမ်းရာနိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်ရေးလမ်းညွှန်ချက်ဖြစ်ရမေဃသစ္စာဒုက္ခချုပ်ရာနိဗ္ဗာန်ကိုရောက်ကြောင်းအကျင့်ကောင်းဖြစ်တဲ့သီလသမာဓိပညာသိက္ခာ၃ရပ်တွေကိုလမ်းညွှန်တဲ့တရားမှသာလျှင်ဒါသစ္စာတရားအဲ့ဒါဖရာတရားဟုတ်ပြီနော်အဲ့တော့အခုသူတော်ကောင်းတို့ဖရာတရားတော်အစစ်နဲ့တွေ့ခွင့်ရမရဟုတ်ပြီအဲ့ဒီဖရာတရားတော်တွေကိုကြားနာနိုင်တဲ့လူဘဝကိုခုခင်ဗျားတို့လူဖြစ်နေတဲ့အတွက်တခြားသောတတ္တဝါတွေအတွက်အသိဉာဏ်မြင့်မားတော့ဒုက္ခသစ္စာကိုဒုက္ခသစ္စာမှလည်းပိုင်းခြားသိနိုင်မသိနိုင်သမုဒယသစ္စာရဲ့အပြစ်ကိုလည်းမြင်နိုင်မမြင်နိုင်နိရောဓသစ္စာကိုလည်းခံမှန်း၍ရမရဟုတ်ပြီမေဃသစ္စာပေါ်မှာရောယုံကြည်မှုရှိသလား
အေးအဲ့ဒါသူတော်ကောင်းတို့ထူးခြားတဲ့လူဘဝရထားပြီဟုတ်ပြီနော်တရားတော်နဲ့လည်းတွေ့ပြီလူဖြစ်လည်းရထားပြီတခါတရားကိုမိမိနားလေတဲ့ဘာသာစကားခင်ဗျားတို့နားမလဲတဲ့စကားတွေနဲ့လာပြောနေဘယ်လောက်ထူးခြားပါတယ်ဘယ်လောက်ဆန်းပြားပါတယ်ပြောကိုယ့်အတွက်အကျိုးရှိမလားရှိပါဘူးအဲ့တော့ကိုနားလေတဲ့ဘာသာစကားနဲ့ကြားနာခွင့်ကိုရမရအေးဒါဆိုရင်သူတော်ကောင်းတို့တရားတော်ပေါ်မှာယုံကြည်တဲ့မျက်နှိုးတဲ့ကိုးစားတဲ့တန်ဖိုးထားတဲ့စိတ်ဓာတ်တွေရောခင်ဗျားတို့မှာပါမပါဟောဒါကိုစစ်ဆေးဖို့ဘဝလေးတွေရှုံးသွားကြမှာစိုးလို့ဗါတယ်ရှုံးသွားမှာစိုးလို့ပြောနေတာမနေ့ကတရားကဗါတယ်အမှန်မစိုးဘူးရွှေရမင်းနဲ့အဲ့တော့ရွှေရမင်းနဲ့သေမင်းမှာပြန်ကြည့်ရင်ဗြဟ္မပြည်ကလာခဲ့တဲ့ဗြဟ္မပြည်ကလာတဲ့ပုဂ္ဂိုလ်ဆိုတာကလောဘအမတန်နေတယ်ဒေါသအမတန်နေတယ်မောဟအမတန်နေတယ်အခုသူတော်ကောင်းတို့လောဘတရားတွေကိုယ်စီနဲ့ငါးပါးအာယုံကာမဂုဏ်ပေါ်မှာတက်နှစ်သက်တဲ့တဏှာတွေသူတော်ကောင်းတို့မှာရှိမရှိအေးဟိုမှာကမိမအနံ့တောင်မခံနိုင်ဟိုကအကြောင်းကပံ့ပိုးပေးလိုက်လာမယ်ဟုတ်ပြီနော်အဲ့တော့အမတန်မှယာကတဏ္ဍာပါတဲ့ပုဂ္ဂိုလ်ဗြဟ္မပြည်ကလာတော့စိတ်နှလုံးအမတန်အေးချမ်းတဲ့အတွက်သူ့မှာယာကကြောင့်သာဒေါသဖြစ်ရတာဟုတ်ဗျယာကမရှိရင်ဒေါသလည်းရှိเสียမရှိဘူးဟုတ်ပြီလားယာလိုချင်တာရှိလို့အလိုမကြတာဆိုတာလာတာလိုချင်တာမရှိရင်အလိုမကြတာဆိုတာလာเสียအကြောင်းကိုရှင်းတတ်လားတခါမောဟစိတ်အမတန်ရှင်းတဲ့ပုဂ္ဂိုလ်ဟာမောဟလည်းအမတန်ကင်းတယ်ခုသူတော်ကောင်းတို့လောဘဒေါသတွေနဲ့အချိန်ကုန်တော့ကိုယ်လည်းပန်းစိတ်လည်းနွမ်းတော့လက်မိုင်ချတဲ့မောဟတွေလားညတခုခုတခေါဟိတ်ဟုတ်ပြီနော်မနေ့ကျတော့အေးမောဟလို့ညီးနေ့လေကျတော့ငိုက်ဟောမောဟတွေဟုတ်ကဲ့လားအဲ့ဒါလောဘဒေါသအခြေခံလို့မောဟအာကြီးနေတာလောဘပါလာရင်ဒေါသပါလာတယ်ဒေါသပါလာရင်မောဟပါလာမှတ်ထားတရားစခန်းသွားဝင်တဲ့လူတွေငိုက်နေသေးရင်ဒီပုဂ္ဂိုလ်ဘာမှကိုမဟုတ်လို့ကိုဘာမှမပါမတာလို့သာမှတ်ထားလိုက်ငိုက်တတ်သေးရင်ဘာတရားမှမရသေးဘူးလို့မှတ်ထားလိုက်ရှင်းမလားလောဘနေရင်ဒေါသနဲ့ तू ကအချိုးကြအပြန်အလှန်အထောက်ပံ့ပေးနေတာလောဘကြီးလို့ဒေါသကြီးရင်လောဘနေရင်ဒေါသနေရင်အပြန်အလှန်ဒီကိလေသာတွေကအထောက်ပံ့ပေးနေတာဒီတော့ပါရမီရှင်တယောက်ဖြစ်တဲ့နဲ့အတိုင်းဝိုင်းနေမိဘတွေကဘုဟုတ္တပညာနဲတော့ဒီပုဂ္ဂိုလ်သာတကယ်ဘုရားเจ้าကိုစောစောစီးစီးပို့လိုက်စောစောပဲဒုက္ခကမလွတ်ဘူးလားအဲ့လောက်လောဘဒေါသမောဟနဲလာတဲ့ပုဂ္ဂိုလ်ကိုမိဘများကလည်းမသိမိုက်မားတော့မျိုးဆက်ပြတ်မှာစိုးဒါလွဲမားတဲ့အယူဝါဒတွေမျိုးဆက်ပြတ်မှာစိုးနေတဲ့အမျိုးပျောက်သွားမှာအမျိုးပြတ်သွားမှာစိုးလို့တဲ့ဇွတ်အတင်းရွှေရမင်းရှာပေးတာပေါ့ဒါပေမဲ့သူ့အကြောင်းကပါမလာတော့ရွှေရမင်းတောင်သူ့စီမရောက်မင်္ဂလာဆောင်ခွင့်တောင်ဒီနေ့မင်္ဂလာဆောင်တစ်ခုအကြောင်းဟောဒါလေးမဟောခင်မှာဦးဇင်းတို့တော်ကောင်းတို့တန်တရားတစ်ခွင်မှာကိုတန်ဖို့ကိုသိခဲ့ကြရလားလို့မေးယခုဘဝမှာတောင်ခင်ဗျားတို့ဒီနေ့အထိသူတော်ကောင်းတို့လုပ်နေတဲ့အလုပ်တွေဟာကိုတန်ဖို့ကိုအမှန်တကယ်သိလို့ဒီလိုနေထိုင်နေကြတာလားမသိလို့နေထိုင်နေတာမှတ်တာမြန်မာပြည်မှာလည်းလူဖြစ်တဲ့ဗုဒ္ဓဘာသာမိသားစုကလည်းပေါက်ဖွာလာတဲ့တရားတော်တွေကြားနာခွင့်လည်းရနေတဲ့အလွန်ထူးမြတ်တဲ့အခွင့်အရေးကြီးကိုခင်ဗျားတို့နားမလည်လို့
ယာရုနောက်လိုက်ရင်အချိန်ကုန်ငွေကြေးဥစ္စာဓနနောက်လိုက်ရင်အချိန်ကုန်ဘယ်သူအတွက်လှုပ်လို့လှုပ်နေမှလဲမသိဂုံတရတ်တွေနောက်လိုက်ရင်အချိန်ကုန်တန်ဖိုးအစ်စ်ကိုမသိဘူးခုဒီနေ့ခင်ဗျားတို့ဆုံးရှုံးသွားမှာဆိုလို့နစ်နာသွားမှာဆိုလို့အဲ့တော့မသိခြင်းမလားမသိခဲ့တာကအဝိဇ္ဇာပစ္စယအဲ့ဒီမသိခြင်းအဝိဇ္ဇာဥစည်းပြီးတော့သင်္ခါရဆိုတဲ့ပြုလုပ်ခြင်းတွေလုပ်ခဲ့ကြတယ်လို့မှတ်ထားရအောင်အဝိဇ္ဇာဆိုတာကအကောင်ဆိုပိုင်းခြားမသိတာအဝိဇ္ဇာဒုက္ခသစ္စာကိုဒုက္ခသစ္စာမှန်ဒုက္ခသစ္စာရဲ့အကောင်ဆိုအကြောင်းအကျိုးအမှားမှန်သူမသိဘူးသမုဒယသစ္စာကိုသမုဒယသစ္စာမှန်လဲမေဃသစ္စာကိုမေဃသစ္စာမှန်လဲနိရောဓသစ္စာရှိမှန်လဲမသိတာကခုတော်ကောင်းတို့ရရှိနေတဲ့ကာမဂုဏ်စည်းစိမ်တွေနဲ့နိဗ္ဗာန်ချမ်းသာဘယ်ရင်းကမြတ်လဲဘလို့ပြန်မေးမယ်နော်ခင်ဗျားတို့ခုနှစ်သက်နေကြတဲ့ယာဒူးတွေစီးစိမ်ဥစ္စာရွှေငွေတွေအစင်းအတန်အနံ့အရသာဆိုတဲ့အာယုန်တွေအဲ့ဒီချမ်းသာတွေနဲ့နိဗ္ဗာန်ချမ်းသာဘယ်ရင်းကမြတ်လဲဘယ်ဟာသာဘယ်ချမ်းသာကမြဲတော့သိကြလားရှုံးလားဒါပဲအကုန်လုံးနိဗ္ဗာန်ရောက်ကြောင်းလုပ်နေကြတာပေါ့အမေးဖြေရတော့ချောတကယ်သိလို့လားမသိလို့လားတကယ်မသိသေးလို့အဲ့ဒါနိဗ္ဗာန်အကြောင်းတကယ်မသိတော့လက်ရှိကာမဂုဏ်လေးတွေစွန့်နိုင်သလားနစ်နာသွားမှာဆိုလို့စဉ်းစားနော်ခင်ဗျားတို့တရားဟောတော်မယ်ဆိုတော့ကြံရတယ်စဉ်းစားကြည့်တယ်ဒီလူတွေဟာဘယ်လိုအကြောင်းတရားတွေလဲကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဆိုရင်အမတန်ပညာပြည့်ဝတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တော့ဉာဏ်ပညာကြီးကျယ်မြင့်မြတ်သူဖြစ်တော့တာဝကမှာပါရမီမလို့အပြတ်ပြောချင်ဒီစကားကိုပြဿနာပေါင်းစုံလို့ဦးဇင်းစဉ်းစားတယ်ဩတော်ပညာမဲ့တဲ့လူတွေပညာရှိစကားကိုပညာမဲ့ဘလို့မှနားမလည်နိုင်ဘူးလက်မခံနိုင်ဘူးတာဝကမှာခုခမရတို့ကဖရာရဲ့တာဝကဟုတ်မဟုတ်ဟုတ်တယ်လို့ဘာလို့ပြောနိုင်လဲရိုးရိုးလေးပဲအခုဖရာတရားတော်တွေနာခွင့်ရမရသူ့တရားတွေနာခွင့်ရတာသူ့တာဝကမို့လို့ပေါ့ဗျာရှင်းနေတာပဲအသင်ချားကိုမတွက်တတ်လို့အဲ့ဒါပြဿနာတက်နေတာတာဝကမှားဟိုကရှင်းရှင်းလေးပြောတာဟင်ပါရမီမလို့ဆိုတာပြည့်နေပြီပါရမီစောင့်နေကြမှာစိုးလို့ခုခင်ဗျားတို့ကစောင့်เสียလိုသေးလားလုံယုံမဲလားအမတ္တဒွါရံအာဟိစ္စဒိဋ္ဌတိဣတိပိအမတ္တမသေးယာမံပြိနိဗ္ဗာန်ဤဒွါရံတကားပေါက်၌ခုခင်ဗျားတို့နိဗ္ဗာန်တကားဝရောက်နေပြီတဲ့အာဟိစ္စဒိဋ္ဌတိခင်ဗျားတို့တကားဝမှာတီးနေပြီလမ်းဝင်လိုက်ယုံရှိတော့တာအဲ့ဒါဝင်သွားမှစိုးလို့နောက်ကမာနရဲ့အသင်းပင်ကဒီသားလေးကြီးတော့လှုပ်တာပေါ့ဟမ်ငယ်တို့ရွယ်တို့ပြိုရွယ်ဘဝကြတော့လေတရားရှာဖို့စဉ်းစားလားလင်ရှာဖို့စဉ်းစားလားတဲ့တယ်လေးပါပဲဒါပါပဲငယ်တော့တရားနဲ့မတည့်ဘူးလင်နဲ့မရလိုက်ရှာနေကြ
အဲ့တော့လင့်စိတ်တိုင်းမကြမရစိတ်တိုင်းမကြမှာဘုန်းကြီးเจ้าကတ်တာဦးရှင်းလားကတ်တော်ကိုလုံနိုင်သလားဆိုတော့ဟောသားတန်းလန်းသမီးတန်းလန်းဖြစ်နေပြီနောက်ကျသွားတယ်ဖရာစိုးတုံးကလည်းမလာပါဘူးမသိတာကရမ်းလောက်တာကခုခင်ဗျားတို့ပုံညာပြီးအပုံညာပြီးဆိုတဲ့ကုသိုလ်အကုသိုလ်တွေရမ်းပြီးတော့လုံမလုံလုတ်ခဲ့မလုတ်ခဲ့လုတ်ခဲ့တဲ့အတွက်သင်္ခါရပစ္စည်းဟာဟောဒီသင်္ခါရကအတိတ်ကံသင်္ခါရကြောင့်ယခုပြစ္ဆုတ်ပံပရိသေတိဝိညာဉ်မနေ့ကပြောခဲ့ပြီနော်ဒီပရိသေတိဝိညာဉ်ကလေးအောင်ဖို့အတွက်အကြောင်းဘယ်နှပါ၃ပါးမနေ့ကပြောခဲ့ပြီဒီနေ့တစ်မျိုးပြောမယ်ဟောဒီဝိညာဉ်ဆိုတာလေးကခင်ဗျားတို့အတွက်မျိုးစေ့ကလေးဗါတဲ့ကမ္မံခိတ္တံဝိညာဏံဘိဇံကမ္မံခိတ္တံဆိုတာကံဆိုတဲ့ဟောဒီအတိတ်ကပြုခဲ့တဲ့သင်္ခါရတွေကခိတ္တံလေယာမြေလိုပဲဗါတဲ့သူတော်တို့လှုပ်ထားတဲ့ကံတွေကလေမြေအတိတ်ကကံအားလျော်စွာပြုခဲ့တဲ့ကံအားလျော်စွာယခုပြစ္ဆုတ်ပံဘဝမှာယက်တည်နေရမိဘဝံကောင်းတဲ့အောင်းနိုင်တာကိုကမနေ့ကပြောခဲ့ပြီကံဒူအကျိုးပဲအတူပြုထားတဲ့ကံမရှိရင်ဒီမိဒီဘဝံကောင်းတဲ့လာလို့ဒါကိုမျိုးမျိုးမြင့်မြတ်တဲ့ဥစ္စာဒနာလည်းပြည့်စုံမယ်ကိုကျင့်တရားလည်းကောင်းမယ်မျိုးရိုးမြင့်မြတ်တယ်ဆိုတာပတ်စံရှိတာတက်တက်ကိုပြောတာမဟုတ်ဘူးကိုကျင့်တရားအမိမျိုးရိုးအဖမျိုးရိုးအမိဘက်ကဆွေခွန်းဖြစ်ဆက်အဖဘက်ကဆွေခွန်းဆက်ကြည့်လိုက်ရင်လျက်ပေါ်လော်လီတဲ့ဘိုးဘွားမိဘမရှိခဲ့ဘူးကိုကျင့်သီလကောင်းခဲ့တာကိုမှမျိုးရိုးတန့်တယ်လို့ခေါ်တယ်မျိုးကောင်းရိုးကောင်းကိုကျင့်တရားကောင်းတဲ့မိဘများကဆင်းသက်လာပြီးတော့ဥစ္စာဒနာပေါ်ကျွယ်ဝတဲ့ကံကောင်းတဲ့မျိုးရိုးမှာကြတော့သာသမီနဲတယ်လမ်းဘေးကအုတ်ကြားမဲ့မြက်ပေါက်ကြတော့တပြုတ်ပြုတ်မွေးနေတာရှင်းလားသာသမီနဲတယ်ဆိုတာဘုံမဲ့ကံမဲ့တွေမို့လို့ပေါ်နေတာခမရှင်းမလားသဘောပေါက်သလားဘာလို့ဆိုကံတူအကျိုးပေးဒါကအလုံးစုံအကုန်လုံးတော့ရေပုံရမှန်တယ်လို့ပြောလို့မရဘူးနော်ဒါ common များသောအဖြစ်ဖြစ်တတ်တာကိုပြောတာဝိသခါတို့ကြတော့သား10ယောက်သမီး10ယောက်ဘုံရှင်ကံရှင်ကြီးပါပဲဗျာဒါပေမဲ့အဲ့ဒီသား10ယောက်သမီး10ယောက်မြေ400မြစ်8000ဘောရတာမှာဒါပေမဲ့အားလုံးဟာဆွေကြီးမျိုးကောင်းရိုးကောင်းကိုကျင့်တရားကောင်းတဲ့မိဘကပေါက်ဖွာလာကြတာသောတာပန်မိဘကပေါက်ဖွာလာတာဝိသခါက9နှစ်သမီးကသောတာပန်တည်တာရောက်ခမနဲ့သူ့အိမ်သားကိုသူချွတ်တာနဲ့ကျွတ်သွားတာရှင်းသလား9နှစ်သမီးကသောတာပန်တည်ပြီမဲ့ဘာသာကြားနဲ့ရတာပဲအိမ်ကပေးစားတော့ယူလိုက်ရတာသို့တော့သူ့အစွမ်းအစခိုင်မြဲနေတော့အားလုံးကိုတမာဒိဋ္ဌိလမ်းကြောင်းပေါ်ဆွဲတင်ပြီးတော့မိသားစုကြီးမြိုင်ဆိုင်ကြီးနေခဲ့ကြတယ်ဒါတွေချွင်းချက်တွေပေါ့ဒါတော့သူတို့နဲ့ကုသိုလ်ပြုဘက်တွေလာပြီးတော့စုဝေးမိတဲ့အချိန်ကျွတ်တန်းဝင်တော့မဲ့အချိန်အခုများသောအားဖြင့်ကြတော့မျိုးကောင်းရိုးကောင်းတွေ့ဖို့လွယ်သလားမလွယ်ဘူးလင်ယာမြေကောင်းဆိုတာကြည့်အတိတ်ကပြုခဲ့တဲ့သင်္ခါရအကြောင်းကံကောင်းခဲ့မှာဟောဒီပရိသေတိဝိညာဉ်ဟာကောင်းသောပရိသေတိဝိညာဉ်ဖြစ်တယ်ဒါမှသားသမီးလေးတွေမွေးလာတော့ကလေးလေးတွေကြည့်လိုက်မျက်နှာလေးတွေရွှင်နေတယ်လောဘတတ်မဲ့မှုနည်းတယ်ဒေါသတတ်မဲ့မှုဒေါသခက်ထန်မှုနည်းတယ်မောဟအားနည်းတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာတိဟိတ်နဲ့မွေးလာတယ်ငယ်တော့ကမေတော်ကြီးခဏပြောသလိုဥဒုမင်္ဂလာအခုဘုန်းကြီးဖြစ်မှသာ9နာရီခွဲ10နာရီမှထငယ်တုန်းကတော့မနေ့4နာရီဆိုထနေပြီ
ဘွေကာစားနေပြီးတော့၄၅6နှစ်ထိဟာဥဒ္ဓမင်္ဂလာအကျင့်ကိုမေတော်ကြီးကပြောခဲ့ဘူးတယ်၄နာရီဆိုအိယာထနေပြီးတဲ့သူတုံးမောင်းခောက်တဲ့အချိန်ဆို तू ကထပြီးသားပြီးတော့အမေတို့ကလည်း၈လပဲဆိုရတာနောက်ကတယောက်ကမြန်လာလို့ငါပြောသည်မိဖို့ကြိုက်ပြီးအိရတာဟုတ်ဗျာအဲ့တော့မလဲလင်းလာလို့အိယာထနေပြီမဲ့ तू ဘသူ့ကိုမှမနိုးဘူးတဲ့ तू ငါပြောသည်ဖို့ तू လိုက်ရှာပြီးတော့အဲ့ဒီငါပြောသည်ဖို့စိုးနေဥဒ္ဓမင်္ဂလာဘဝငယ်ဘဝလောဘအမတန်နေတယ်ဒေါသအမတန်နေတယ်ဥဒ္ဓမင်္ဂလာကိုဒေါသမဖြစ်လို့မငိုလို့ကလေးဘဝကမငိုလို့အဖိုးအဖွားတွေကအိမ်ဘဝဆင်းဆင်းလာပြီးဟဲ့နင့်သားရှိရောရှိလားရှိပါတယ်ဘာလို့နေတော့ရှိတယ်ဟိုမှာငိုသန်းကိုမကြောက်ဘူးဆိုစိတ်ကြည့်တယ်စိတ်ကြည့်ရင်တောင်မှတပြေးပြေးအော်မငိုဘူးပြီးပြီအမေပြောခဲ့တာအမေပြောခဲ့တာငယ်ငယ်လေးကလေးမငိုခဲ့တဲ့သူမင်္ဂလာအကြောင်းတရားတွေဒါမိခင်ဖခင်ကတိတတ်လို့ငယ်ငယ်ရွယ်ကဘုန်းကြီးကျောင်းပို့ထားခဲ့ရင်ဒါတော်တော်ဟုတ်ချင်ဟုတ်သွားမှာဟုတ်ချင်မှလည်းဟုတ်မှာပေါ့ဒါပြောလို့တော့မရဘူးဒါပေမဲ့အကြောင်းကောင်းမှအကြောင်းမှန်မှလေယာမြေကောင်းဒါသိပြီးတော့တတိထားဖို့ကောင်းတာမိဘတွေကတချို့ကလေးတွေကြတတ်မဲ့တာတစ်ခုပြီးတစ်ခုတစ်ခါတည်းသူ့လက်ထဲဆုပ်ထားတာဟိုဟာလည်းသူ့ဟာလက်ထဲဟာယူလဲငိုပြီးအဲ့ဒါမျိုးရုပ်တွေမှတ်တတ်တာရှင်းလားအဲ့ဒီကလေးတော်တော်ယုံမာတာလောဘအမတန်အာကြီးလို့ဒေါသအမတန်အာကြီးလို့အဲ့ဒီကလေးမျိုးဆိုသတိထားသားမွေးတော့ပူတော့မှလောင်တော့မှရှင်းသလားဟဲ့အမြဲတမ်းတပြဲပြဲနဲ့ငိုမိဘကိုဒုက္ခပေးပြီးလက်ပြောင်းလိုက်ငိုဟိုလူခေါ်ငိုဒီလူခေါ်ငိုအကြောင်းမရှိအကြောင်းရှာငိုအဲ့ဒါမိဘလည်းပင်ပန်းမယ်သူလည်းပင်ပန်းမယ်သူကဒေါသဟိတ်နဲ့မွေးလာတာသဘောပါလားအဲ့တော့သင်္ခါရဆိုတာလေယာမြေနော်စိုက်ပျိုးလို့ရတဲ့မြေကောင်းမှမွေးမှဝိညာဏံဘီဇံဆိုတာအခုသူတော်ကောင်းတို့ရရှိလာတဲ့ဝိညာဉ်လေးကမျိုးစေ့မမျိုးစေ့ဝိညာဉ်ကဘာလဲမျိုးစေ့ကောင်းမှအပင်ကောင်းမှအပင်ကောင်းမှအသီးအပွင့်ညှော်မှန်းလို့ရမှာပေါ့မျိုးစေ့မကောင်းရင်မျိုးစေ့မှန်မှန်တော့တခြားမနော်အဲ့ဒီမျိုးစေ့တွေဘယ်ကလာလဲမေးရင်ဒီဘက်မှာအတိတ်ကဒါကြောင့်အခုသူတော်ကောင်းတို့ကိုဘယ်လိုဘဝမျိုးနဲ့မွေးဖွားလာဒီကရှိကိုဗီဇကိုမျိုးစေ့ကိုပြုပြင်လို့ရမရတရက်တောင်ခိုင်းကူးစိုက်ရင်အောင်တင်ကလည်းစိန်တလုံးဖြစ်နိုင်တာပဲပန်းဆွဲကလည်းသိကြတယ်နော်ခင်ဗျားတို့တွေကတော့ပန်းဆွဲတွေထင်ပါတယ်နောက်လဲဆွဲသေးတယ်ခြင်လဲခြင်သေးတယ်ဒါပေမဲ့ခိုင်းကူးမှဖြစ်တော့မယ်ပြင်လို့ရမရအလေးအကျင့်ကနေအလေးအထဖြစ်တယ်မှတ်ထားအလေးအထကနေမှဇယိုက်ဝါဒနာဖြစ်တယ်ဝါဒနာပါတယ်မပါဘူးဆိုတာအလေးအကျင့်များလာရင်ပါတာပဲအလေးအထဆွဲလာရင်ဝါဒနာဖြစ်တာပဲဟုတ်ပြီနော်ဝါဒနာကမှပါရမီဖြစ်တယ်ပါရမီကမှဗီဇဦးလားတခြားမအဲ့တော့အခုသူတော်ကောင်းတို့ဦးဇင်းတို့တွေကကိုဗီဇကိုအတိဆုံးမျိုးမမှန်လည်းမပူနဲ့ဂိုင်းကူးမှာပေါ့ဂိုင်းကူးဆိုတာမျိုးကောင်းရိုးကောင်းတွေလိုက်ပေါင်းခိုင်းတာမဟုတ်ဘူးနင်းပင်နင်းပြောင်းခိုင်းတာရှင်းမလားဝိညာဏံဗီဇံတဲ့မကောင်းတဲ့အဆွေခင်မိုးနဲ့ပေါင်းမိရင်တော့ခင်ဗျားတို့မကောင်းတဲ့လမ်းပဲရှောက်ကြမှာရှင်းတတ်သလားအဲ့တော့ကြောင်းတက်မားရင်တော့ဒုက္ခရောက်မှာပေါ့ဗျာ
ဟုတ်ပြီနော်ကိုယ်ကလေးကစဘယ်เจ้าပို့ရမလဲဆိုတာကိုယ့်အကိုဆင်ခြင်ပြီးပို့ရှင်းသလားဒီလောက်ပဲပြောပြရစီလွတ်လပ်ရေးမရသေးလို့ကြောင်းရွေးချယ်ဖို့မှားရင်ခင်ဗျားတို့တတန်တရားလုံး၅ပါးမောက်အဲ့တော့အခုဝိညာဏံဗီဇံဝိညာဉ်ဗီဇမျိုးစေ့လေးအခုသူတော်ကောင်းတို့စိတ်ကလေးတွေကိုပြုပြင်ပြောင်းလဲယူလို့ရမရအေးအဲ့တော့ဒီမှာကြည့်သင်္ခါရပစ္စယဝိညာဏသင်္ခါရအတိတ်ကံဆိုတာကလေယာမြေဝိညာဉ်ကကဲမျိုးစေ့ကတဖြည်းဖြည်းရင့်တန်လာမယ်ဝိညာဏပစ္စယနာမရူပဆိုတာအညွန့်အညောင်ထွက်လာပြီနာမရူပပစ္စယသလယနာဆိုတာအသီးပွင့်တွေဝေဖြာလာတော့မယ်သလယနာပစ္စယဖသပစ္စယကိုယ်တော်တို့ဝိညာဏယုတ်သလယနာဖသဝေဒနာဆိုပြီးအခုထိတွေ့ခံစားမှုတွေရှိမရှိမနေ့ကပြောခဲ့ပြီနေ့စဉ်၅ပါးအာယုကာမဂုဏ်တွေနဲ့ထိတွေ့နေတာကဖသခံစားနေတာကဝေဒနာနောက်ကဘယ်သူလိုက်တော့တဏှာလိုက်တယ်ဆိုတာတဏှာသိနေဟောတဲ့တဏှာကရေနဲ့တူတယ်ရေလို့လည်းပြောလို့ရတယ်မျိုးစေ့ထဲမှာပါတဲ့အစေးလို့လည်းပြောလို့ရတယ်တဲ့စာမှာအထာဂရဆရာတွေကအဲ့လိုဖွင့်တယ်ရေလို့လည်းဖွင့်တယ်အစေးလို့လည်းဖွင့်တယ်ဒီမျိုးစေ့လေးကလေးအပင်တန်လာဖို့ဆိုတာအမေဝမ်းကောင်းထဲမှာပရိသေတွေနေပြီပရိသေတွေဝิญဉ်အဲ့ဒီပရိသေတွေဝิญဉ်လေးတဖြည်းဖြည်းအခုနာယုတ်သလယနာဖတ်တာနေနဲ့ကြီးထွားလာတယ်အခုခင်ဗျားတို့လူကောင်ကြီးတွေဖြစ်မလာဘူးလားအဲ့ဒီဖြစ်လာအောင်နောက်ကပံ့ပိုးပေးတာကတဏှာအမေဝမ်းကောင်းထဲမှာပရိသေတွေနေလိုက်ပြီဝิญဉ်ဟေးလို့လာလိုက်တာနဲ့သူ့နောက်ကကတ်ရဲ့ဘဝနိကန္တိကလောဘဇောအဲ့ဒီဘဝကိုตายရတဲ့တဏှာကချက်ချင်းခင်ဗျားတို့ကိုရေလောင်းပေါင်းတင်ပေးရှင်းမလားဟဲ့အဲ့တော့ဒီခန္ဓာပင်ကြီးကိုကြီးထွားအောင်ရေလောင်းပေးတာကတဏှာလားတော့တဏှာပစ္စယတဏှာရင်အစေးခန်းသွားမှာဆိုလို့နောက်ကမျိုးစေ့ဆက်ပေးတယ်ဘယ်သူတို့ဥပါဒံဆိုတော့အခုခင်ဗျားတို့အမေနဲ့ခေါ်ပါများတော့ငယ်ငယ်တုန်းကစကားမတတ်ခင်ကအမေကစကားသင်ပေးတယ်ဒါဘယ်သူတို့ဖေဒါဘယ်သူတို့မေဒီကလေးကအဖေမအမေမသိလားမသိပါဘူးသူမွေးလာတော့ဘယ်သူမှသူတွေ့တာမှမဟုတ်ဘဲနဲ့အဲ့တော့အဖေလို့ပြောလို့သာအဖေခေါ်ရတာအမေလို့ပြောလို့အဖေမေခေါ်ပါများလာတော့ဆွဲလာတာဒါငါအဖေဒါငါအမေဒါငါအမဒါငါအကိုမလာဘူးလားလာတာဘယ်သူတို့အဖေမေနဲ့ตาရသွားအောင်လုပ်တာကဆွဲလန်းတာကဥပါဒံကတခါတည်းအလေးချင်းလေးတွေထမင်းကိုတလို့စားရတယ်ဟင်းကိုတလို့စားရတယ်ထမင်းတလို့ချက်ရတယ်ဟင်းတလို့ချက်ရတယ်တကယ်တော့ဒီကလေးကသူ့ပါဇက်ထဲဝင်စားလို့ကောင်းစားထဲတာပဲဘာကောင်းတာချိုးတာချမ်းကန်တာသိလားမသိဘူးဘေးကနေမှအမလေးနေဟင်းကနည်းနည်းငံနေတယ်ဆိုမှမှတ်ထားတယ်ဒါငံတာတဲ့သူကငံတာသိတာမဟုတ်ဘူးရှင်းသလားနောက်တစ်ခါဒါမျိုးတွေ့တော့အမေဟင်းကငံနေတယ်ဘာလို့ဆိုတော့အဖေပြောလို့ငံနေတာသူကသူတော့ငံတာမဟုတ်ဘူးရှင်းတယ်နော်အဲ့ဒါတဏှာကရေလောင်းပေါင်းတင်ပေးတယ်တဏှာပစ္စယဥပါဒနာပစ္စယကာမဘဝဆိုတော့ကာယကံဝစီကံမနောကံနေမလုပ်ဘူးလားလှုပ်တိုင်းသောကာယကံဝစီကံမနောကံကဘယ်သူခိုင်းတာလုပ်နေတာဥပါဒံကဘယ်သူခိုင်းတာလုပ်တဏှာဘယ်သူခိုင်းတာထုတ်ဟောဒီနားလေးသိဖို့လိုတာအခုခင်ဗျားတို့ရရှိတတ်တဲ့ဘဝဒီမိဒီဖဒီတိုင်းဝိုင်းဒီရက်ရွာဒီဇာတိဟုတ်ပြီနော်တချို့ကမန္တလေးမှာမွေးလို့မန္တလေးသူမန္တလေးသားဖြစ်နေကြတယ်တချို့ကဒေသမျိုးစုံကမွေးလာပြီးမန္တလေးမှာအခြေချရတဲ့လူတွေမရှိဘူးလားတချို့ကမန္တလေးမှာမွေးသွားပြီးဟိုးအဝေးရောက်နေရလေလွင့်သွားတဲ့ပုံကိုယ်တွေရောဟိုဂျာမနီလွင့်အမေရိကန်လွင့်သွားတာအဲ့ဒါကရေမျောကန်းတင်နေလွင့်ကုန်တာကိုယ်ဇာတိကိုမနေနိုင်ဘူးဆိုတာဘုံမဲ့ကံမဲ့တွေဟုတ်ဗျအဲ့လိုလွင့်သွားတာတွေရောမရှိဘူးလားသိကြတယ်နော်အဲ့တော့ခမည်းတော်ကျုပ်တို့တွေမှာအဲ့ဒါလို့ဒီကံစားဆရာကပန့်ပိုးသမျှလေယာမြေပေါ်မှာဒီဝิญဉ်မျိုးစေ့ကြာအခုဝิญဉ်ကဒီမှာမျိုးစေ့အနေနဲ့တော်ကောင်းတို့ကြာလာပြီကြာလာတော့ဒီမန္တလေးဆိုတဲ့အရာမှာကြီးပြင်းလာကြတော့ဒီမှာယဟန်တန်ဃာတွေလဲ
စာသင်တိုက်ကြီးတွေများစွာမရှိဘူးလားရှိတော့မနေ့တိုင်းခင်ဗျားတို့မှာဆွမ်းကန်ထွက်လာတဲ့ရဟန်းတန်ဃာလေးတွေဆွမ်းလောင်းခွင့်ဟာတခါဒီမှာမဟာမြတ်မုနိဘုရားကြီးသွားပြီးတော့မှသူ့ချိန်နဲ့သူဖူးတွေ့ခွင့်ဟာကစုံလာပြီးညောင်ရည်သုံးပွဲကြတော့ညောင်ရည်သုံးပွဲညောင်ရည်သုံးပူဇော်ပွဲကုသိုလ်တွေဖြစ်ခွင့်ဟာကထိန်လေးဟာသင်္ကန်းတွေရရွာလိုက်သူ့ဒေသလိုက်တခါနဲ့ဓမ္မယုံကြီးတွေနဲ့ဘုံခင်းကထိန်ကြီးတွေခင်းကြတော့ဈေးကြိုးကထိန်ဟလာရဟိုင်းစေးကထိန်တွေခင်းကြတော့ကုသိုလ်တွေလုပ်ခွင့်ရလာတော့ဟောဒီနေရာမှာတဏှာကရေလောင်းတဲ့နေရာမှာရေကောင်းရေသန့်နဲ့ရေဆိုးရေပုတ်ရွေးရတော့ရေရွေးဖို့လိုတယ်ဟောဒီကာယကံဝစီကံမနောကံတွေမှာမကောင်းသောကာယကံမကောင်းသောဝစီကံမကောင်းသောမနောကံတွေလုံနေရင်ဒီပုဂ္ဂိုလ်ဟာနောင်မျိုးစေ့ကောင်းရမလားမျိုးပြက်ရမလားဆွေပြက်မျိုးပြက်ဥစ္စာပြက်ဂုံပြက်အကုန်ပြက်တော့ကိုပတ်ဝန်းကျင်မှာကြည်တောင်းစားနေရတဲ့လူတွေရှိမရှိလူရမဝင်တဲ့လူတွေကောအနေခံဘဝတွေကောဒီချာကြည့်ထားခန္ဓာနဲ့တွေးစနေရတဲ့ခင်ဗျားတို့နေ့တိုင်းပါဇက်ထဲသွန့်နေတဲ့ကြက်သေးဝက်သေးဘဝတွေရောဒီချာသုံးသပ်ကြည့်နော်ခင်ဗျားတို့မှာလေယာမြေကမြေကောင်းမြေသန့်ကိုပို့ပေးလိုက်တာဘယ်ပေါ်ပို့ပေးတာမြေကောင်းမကောင်းကအခုကြည့်လိုက်သာသနာနဲ့ကြုံမကြုံသာသနာထွန်းကားရအရာဟုတ်မဟုတ်အဲ့ဒါမြေကောင်းကံကောင်းလို့ဒီမှာနေရတာတချို့ယဟန်တန်ကဖူးခြင်းလို့တောင်ဖူးခွင့်ရှင်းလားခုခင်ဗျားတို့နေ့စဉ်ဒီအနုတ္တရံပုံညခေတ္တံဆိုတဲ့ကုသိုလ်ကောင်းမှုတို့စိုက်ပျိုးရလေယာမြေကောင်းအလူကံပုဂ္ဂိုလ်မြတ်တွေနဲ့နေ့စဉ်ကြုံတွေ့ပြီးတော့ဒါနသီလတွေလုပ်ခွင့်မြေကောင်းဝိညာဏံဘိဇံဆိုတော့အခုခင်ဗျားတို့မှာတရားနာခြင်းစိတ်ကောရှိလားတရားအထုတ်ခြင်းစိတ်ကောအော်ဝိယောဝီလှူခြင်းတန်းခြင်းစိတ်ကောအောင်မယ်တဟုတ်ပါလားသီလတွေအထုတ်ခြင်းစိတ်ကောခုခင်ဗျားတို့သီလနဲ့ပြည့်စုံတဲ့လူဖြစ်ခြင်းလားသူတကာပေါ်မှာမေတ္တာဓာတ်ပြည့်ဝတဲ့လူဖြစ်ခြင်းလားကဲသူများကိုနှိပ်စက်တဲ့လူဖြစ်ခြင်းလားကုညီတဲ့လူဖြစ်ခြင်းလားဟောလူမိုက်နဲ့လူလိမ္မာလူယုတ်မာနဲ့သူတော်ကောင်းအဲ့ဒီမှာကွဲပြီနော်ကာယကံဝစီကံမနောကံတွေကိုဟိုကလမ်းညွန်တော့မှဝိညာဉ်ဗီဇမျိုးစေ့ကလေးကအဲ့ဒီမျိုးစေ့ကောင်းကလေးကဒီဘက်ကရေပုတ်ရေသိုးလောင်းရင်တရက်ပင်တောင်မှခွေးတောက်တို့နော်ကျဟင်းကားတို့နဲ့အမြင့်ရှက်နွယ်သွားရင်ခါရှင်းလားခုကခင်ဗျားတို့ကမြေကန်ရေကန်လဲကောင်းတယ်မျိုးစေ့လဲရေလောင်းပေါင်းတင်တဲ့နေရာလိုးနေတာဟင်ရေပုတ်တွေမလောင်းမိစေနဲ့အဲ့ဒါလေးကိုဦးဇင်းတို့ဒီနေ့နမူနာပေးရမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတာဝဋ္ဌိပြည်ဇေတဝန်ကျောင်းမှာတရင်သုံးဘယ်မှာတရင်သုံးမနေ့ကလိုပါပဲတာဝဋ္ဌိပြည်မှာပါပဲနော်အဲ့တော့သာဝတိပြည်ဇေတဝန်ကျောင်းမှာသတင်းသုံးပြီးတကာလနေတော့မှတနေ့ကြတော့သာဝတိပြည်ကပဲတထေးသားလေးတယောက်မင်္ဂလာဆောင်ဒီနေ့တော့မင်္ဂလာဆောင်ကစဘာဖြစ်တယ်တထေးသားလေးတယောက်ဘာဖြစ်တယ်တထေးသားမင်္ဂလာဆောင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအဲ့ဒီတထေးသားမင်္ဂလာဆောင်ကိုပင့်ထားဘယ်မှာပင့်ထားလဲအဲ့တော့တထေးသားကလေးမင်္ဂလာဆောင်မှာမင်္ဂလာဇွန်းကပ်မနေ့ကလို့တော့じゃနတ်ရွှေရမင်းယထာနဲ့ပင့်နေရရင်လမ်းတင်သေးသွားမင်္ဂလာမဆောင်လိုက်ရမှာဆိုလို့ဒီနေ့ဇလန်းကိုတူတူပဲချုံလိုက်တယ်တမျိုးတည်းသားချင်းပဲဟုတ်ပြီနော်ဘာလို့ဆိုတရွာသားကိုကြီးစားထားတော့ဘာဖြစ်လို့
ဘဝဘာကိုစက်သားထုတ်တော့ဒါတွေလည်းခင်ဗျားတို့အပိုင်နေပါပဲဟုတ်လားအဲ့တော့တရွာသားဆိုတော့အခုတရွာသူသွားပြီးတော့ယမင်းရုပ်သွားလိုချင်တော့မနေ့ကငုတ်တုံမေ့အဲ့ဒီနေ့အဲ့လိုဖြစ်မှာဆိုလို့မင်္ဂလာဆောင်ပြီးတမျိုးတည်းပဲမြန်မြန်အဲ့တော့မင်္ဂလာဆောင်မြတ်စွာဘုရားအမှုရှိတဲ့ယဟန်တန်ဃာတွေရှင်သာရိပုတ္တရာရှင်မောဂလန်ပါဝင်အက္ခသာဝကကြီးတွေနဲ့ယဟန်900ဆုံးကတ်ဒါဆိုတော့ဗုဒ္ဓဘာသာတူလူမျိုးတူပေါ့မင်္ဂလာဆောင်ကြတာဒါဆိုအလွန်ပြောစရာမကောင်းဘူးလားကောင်းတာပေါ့နော်နှစ်ဖက်သဘောတူပြီးတော့ဒါမင်္ဂလာဥဆွန်ကျွေးဆိုတော့ဒါအမှန်မင်္ဂလာရှိတယ်လို့ဆိုမှာပေါ့အဲ့ဒီမှာသတို့သမီးလေးကအမတန်လှပတယ်မနေ့ကလိုပဲရွှေရမင်းလေးပေါ့လှပတဲ့သတို့သမီးလေးကဗုဒ္ဓဘာသာမိဘများကပေါက်ပွားလာတဲ့ပုဂ္ဂိုလ်ပြီးပြီယဟန်တန်ဃာတွေအတွက်ဝေယဝဆဒုက္ခမြဆွန်ဟင်းခဲပွဲပြင်ဆင်ဖို့သူကတန်ဃာတွေကိုပြုစုလှုပ်ကြွေးဖို့အလုပ်ရှုပ်ခုခင်ဗျားတို့မန္တလေးမင်္ဂလာဆောင်လို့မိတ်ကပ်တွေနဲ့ချွေးတွေနဲ့ဒီလိုမဟုတ်ဘူးဟုတ်ပလားအလွန်ပူတဲ့အရာမှာမိတ်ကပ်ကတပြောင်ပြောင်ချွေးကတဆူဆူစဉ်းစားတာကြည့်ဒီထဲကသူ့ချွေးနဲ့ရေမွေးရဆွတ်ထားသေးတော့အဲ့ဒီမင်္ဂလာဆောင်ထဲဝင်လိုက်တာနဲ့မေ့လဲသွားခြင်းဟိုမှာကျတော့တန်ဃာကိုပြုစုနေတာဆိုတော့တို့သမီးလေးပဲရိုးရိုးလေးနဲ့ရင်ရင်လေးဝတ်ထားတယ်ဖီးလိန်ခြေသမှုလည်းမရှိဘူးဒါပေမဲ့အဲ့ဒီခြေသထားတဲ့အလှနဲ့ဗဂရိအလှဘယ်ဟာကပိုခိုင်မြဲအဲ့လိုဟဲ့တော့အကုန်ကျွမ်းတယ်အဲ့တော့မျက်နှာလေးကကြော့ရှင်းပြီးတော့ကြည့်ရတာမဟုတ်ဘူးတို့သားကတို့သမီးကြည့်ပြီးတို့သမီးသွားတာလာတာနေတာထိုင်တာပြောတာဆိုတာလေးကြည့်ပြီးနောက်ကသူကယာကတွေဖြစ်ဘာတွေဖြစ်ချစ်ခင်တဲ့စိတ်နှစ်သက်တဲ့စိတ်ဆွဲလန်းတဲ့စိတ်ဒီခါနဲ့ဆွဲကင်လိုက်ခြင်းတဲ့စိတ်ဖက်နှမ်းလိုက်ခြင်းတဲ့စိတ်ဘာစိတ်ညာစိတ်ပေါ့ဗျာဟိုထဲတော့ရေးထားတာအများကြီးကွအကုန်ပြောလို့မဖြစ်ဘူး तू ကစိတ်ထဲမှာဖြစ်နေတာဖြစ်နေတော့သူ့နားလေးများတီလာရင်လက်ကလေးကိုလှမ်းကင်လိုက်မလို့အမူအရာဖြစ်နေတာကိုခဏခဏတဲ့အဲ့ဒါဘယ်သူကသိတော့ဆိုတော့ဘုရားလည်းဒါတွေလိုက်ကြည့်ခက်တာမင်္ဂလာဆောင်မှာဆိုမှသူတို့လုံမှာပေါ့ဘုရားနဲ့ဆိုင်လားအမဖျားမြန်သွားတရားဆွဲဦးမလားခုခေတ်ကလွယ်တော့မလွယ်ဘူးဖျားတဲ့ကြီးတဲ့အုပ်စုကများနေတာသဘောပါသလားဖျားတရားတော်တောင်ဟောစေမဟောနဲ့သူတို့လက်မှတ်ပါမှဆိုဖျားတဲ့ကြီးတဲ့လူကြီးတွေလက်မှတ်ထိုးနေတဲ့လူမကြောက်တာကျုပ်ကအံ့ဟောတယ်ဇောက်ထိုးသွားမယ်ဟာတွေမကြောက်တဲ့လူတွေပြောတာပါနော်ဘာလို့ဆိုတော့အဲ့လူတွေကပိုကြောက်နေရတယ်သူတို့ပြောပြန်လဲကြိုက်တာမဟုတ်ဘူးအဲ့မကြောက်တဲ့လူတွေပြောတာဘုန်းကြီးတွေလည်းမပြောရဘူးစဉ်းစားနော်ဘုရားမထုတ်တဲ့ဥပဒေတွေထုတ်ဖို့ဝမလေးတော်ကြောက်เสียကောင်းတဲ့အာကုသို့ခေကြီးတရားဟောရတာတောင်ကြောက်နဲ့ဟောနေရဘယ်တော့မှကြောက်เสียကောင်းလဲဆိုတာနော်မနေ့ကပြောတဲ့နိုင်ငံခြားမှာကလေးတွေကိုပညာသင်တယ်ဆိုတာယူရိုအမေရိကစုံခဲ့ပါပြီအာဖရိကလောက်ပဲကြံပါတယ်ဩစတြေးလျအာဖရိကသွားပြီးရင်တော်တော်စုံသွားမှာပါအဲ့တော့စုံအောင်လဲသွားဖို့ရည်ရွယ်ထားတယ်ကဘာမှာငါမရောက်ဘူးတဲ့နိုင်ငံမရှိစရာဘူးလေအောင်မယ်နောက်တရားရိပ်သာကိုမထောင်သေးဘူးပြစ်ထားတာဘာဖြစ်လို့ဆိုတော့မသွားအောင်မှာဆိုလို့အဲ့တော့သူတို့ပညာသင်ကြားတာကလေးတွေကိုဗာလဲဆိုကလေးတွေကို6မသင်ရဘူးတဲ့ကြောက်အောင်မလုပ်ရဘူးတဲ့ကြောက်စိတ်ဝင်သွားမှဆိုလို့ကြောက်စိတ်ဝင်သွားတဲ့လူတယောက်ရဲ့ဘဝဟာအနစ်နာဆုံးပဲအဆုံးရှုံးတဲ့အဆုံးရှုံးတဲ့မှာအဲ့ဒီကြောက်စိတ်ဟာလူဘဝကိုဆုံးရှုံးစေတယ်
ဟိုပညာရှိပညာတတ်တိုင်းပြည်တွေကပြောပါတယ်ကိုကြီးပြင်းခဲ့တဲ့ဒီတိုင်းပြည်မှာတော့မကြောက်ကြောက်အောင်ကိုခြောက်နေတာအဲ့ဒါပြဿနာတက်ဘူးတယ်ဟောဒီမန်းလေးမှာအဖေနဲ့အမေနဲ့ပြောဘူးပါရှင်ပြုတ်ကိုကိုရန်ဥစဉ်ကိုရန်အောင်ပြီးတဲ့အချိန်စကိုင်းကအမိတ်ရွာခိုးတော်မှာရှင်ပြုတ်မှာအဲ့ဒါဟိုး32လမ်းကအဖိုးအိမ်မှာလာပြီးတော့တဲခိုနေကြတယ်အမေနဲ့အဖေနဲ့ကမန်းလေးမှာကြောက်စိမ့်လုံးရေးနဲ့ကြောက်စိမ့်အောင်လို့ရှင်ပြုတ်အလှလို့အဲ့တော့အဖိုးအိမ်မှာနေရင်းနဲ့အဖိုးကလည်းအဲ့လိုပဲကြားထဲကအတို့ထောင်တော်လှုပ်တတ်အဲ့ဒါအကုန်စုံတဲ့အချိန်ကောက်မေးတာဟဲ့ကောင်တန်းထိုးဦးတဲ့သူကကရုံးခေါ်တာသူ့မင်္ဂလာနာမည်ငယ်နာမည်ကရုံးမို့လို့လည်းခုကရုံးကြီးဖြစ်တာထင်ပါရဲ့ဟဲ့ကောင်ကရုံးနဲ့မင်းအဖေနဲ့အမေကိုကြောက်လာတယ်ကျုပ်ကလည်းထိုင်နေရနေပြီးကြောက်ပါမင်းတကယ်လားတဲ့လုံးဝမကြောက်ဘူးအမေကငိုအဖေကဟာဒီကောင်နဲ့ဘာမှလို့ပြန်မေးလိုက်တယ်အဖေကအဲ့လိုကြည့်ရင်မကြိုက်ဘူးကျုပ်ကလည်းဘသူ့ကိုမှမကြောက်တာသူ့ပြန်ကြည့်ရင်ကိုမကြောက်တာမကြည့်ရဘူးတဲ့အမိန့်ကမသိပါဘူးဘယ်မျိုးရိုးကဆင်းသက်လာလို့လည်းတော့မပြောတာမကျေနပ်တာတော့အများကြီးပဲငါပြန်မကြည့်နဲ့တဲ့ဆိုတော့ရောမျက်လုံးပါတာတောင်မကြည့်ရဘူးကို့အဖေလေးကိုတောင်ကြည့်ကျင်တာမကြည့်ရဘူးအဲ့ဒါလူပုံလဲမှာသူတို့ကိုအရှက်ကွဲရကောင်းလားဆို3လစကားမပြောဘူးရိုက်မယ်နဲ့မယ်လို့တော့ရိုက်ချင်ရိုက်လို့မတရားသဖြင့်အနိုင်ကျင့်ကျင်ရိုက်ကျုပ်ဘာမှားနေလဲလို့အဲ့မကြောက်ဘူးလို့ပြောတာမှားသလားလို့ပြန်မေးတယ်ကျုပ်ကဘယ်တော့မလျှော့ဘူးသူမင်္ဂလာဟိုတနေ့ကယဟန်အမကျောင်းအမကြီးရန်ကုန်ကကျောင်းကိုသူရန်ကုန်ကျောင်းသူဆောက်ပေးခဲ့တာပေါ့သူတနာလို့ဆောက်ပေးလို့ပြီးတာကိုယ့်ဘက်ကိုဆောက်ပြီးမှမဟုတ်အဲ့တော့ကျောင်းမကြီးကမနစ်ကလည်းတရားပွဲပိတ်ထားရကနေရန်ကုန်မှာတရားပွဲပြန်ရအောင်မဖြစ်အောင်သူလုပ်မဖြစ်အောင်လုပ်တယ်ဆိုရင်ခင်ဗျားတို့သိပါတယ်ဗျာနော်သူမင်္ဂလာလည်းမသိကြအောင်ဆောင်းနေတယ်ဘာလို့သူတို့တနာလို့သူစိန်ဟောကိုဟောမယ်ကဲဘယ်ရဲ့ပိတ်ကဲလုတ်မနစ်ကတောက်လျှောက်လိုက်လျောပေးခဲ့တယ်ရန်ကုန်ပွဲတိုင်းအနောက်ရှက်ခံတကောင်သားတွေအဲ့တော့ပွဲတိုင်းမှာအလှတကအလှမတွေစိတ်ဆင်းရဲရတယ်အမှုတောင်ဟိုတနေ့ကမှ3000ကျော်လိုက်လို့ပြတ်သွားတရားပွဲလုပ်တဲ့အမှုတရားပွဲလုပ်တဲ့လူတွေသတိထားတရားပွဲလုပ်တာအမှုဖြစ်တယ်ဗျကျုပ်เจ้าမှ3000ကျော်လိုက်ရတယ်တန်ငွေတရားပွဲလုပ်တဲ့အမှုအဲ့ဒါအကုန်လုံးကိုဟောခွင့်ရအောင်လုပ်ပြီးပြီနော်ငါတို့သိပါတယ်လုပ်ပြီးပြီအဲ့ဒါလိုနဲ့တရားပွဲတွေကိုလှုပ်လာခဲ့တော့ဒီနှစ်လဲသူကလာတယ်ကျုပ်ကအဲ့ဒီနှစ်ကုန်ကြတဲ့ဒီတစ်နှစ်ပဲခမည်းတော်ကိုတနာလို့နောက်တိုင်းပြည်ကဒကာဒကမတွေဗုဒ္ဓဘာသာဝင်တရားကိုငတ်မွတ်နေကြတဲ့ပုဂ္ဂိုလ်တွေကိုတနာလို့ကျုပ်လိုက်လျောလိုက်တာမတရားသောအမှုကိုကျုပ်ဘယ်သောအခါမှလက်သင့်မခံသလိုအားလည်းမပေးဘူးလှုပ်လည်းမလှုပ်ဘူးလို့ခင်ဗျားဘာလှုပ်တယ်ဆိုတာကျုပ်သိတယ်နောက်ထပ်ခင်ဗျားကိုခွင့်မပြုဘူးလို့ပြောတယ်အဲ့ဒါဒီမလာခင်နော်ဟုတ်တနေ့ရပဲဦးစင်းနဲ့တပည့်တော်တို့ရက်ပွဲဦးနဲ့စမ်းကြောင်းမှာတရားပွဲလုပ်မယ်တဲ့ဘယ်ရက်တဲ့မပေးဘူးဆိုမဟုတ်ပေးရမယ်တဲ့လုတ်ကိုလုတ်မယ်တဲ့တက္ကမကြီးတို့ကျုပ်လိုက်လျောနေတာကိုအဟုတ်မထင်နဲ့ခမည်းအဲ့ဒါလို့လုတ်လို့တရားပွဲရတာကိုခမည်းကအောင်မြင်တယ်လို့ထင်နေတာရန်ကုန်တိုင်းအတွင်းမှာမဟောဘူးလို့ပြောထားတယ်ဒီနေ့ဘယ်သူမှလာမပိတ်နဲ့လို့ရန်ကုန်တိုင်းဆိုရင်အဲ့နယ်နမိတ်တဲ့ဟုတ်ကမဟုတ်ဘူးကျုပ်မင်္ဂလာတိုက်ကလွဲပြောရပြက်သားသားအဲ့ဒါဟိုတနေ့ဂျာနယ်ထဲမှာအမေးဖြေလုပ်ထားတယ်နောက်ထပ်လည်းသတင်းစာရှင်းလင်းပွဲလုပ်ပေးဦးဘယ်အမိတ်နေကြောင်းဆိုတာအားလုံးသိရမယ်အဲ့တော့အဲ့ဒီမှာတကယ်မကြီးကပေးကိုပေးရမယ်သူ့ကိုပေးကိုပေးရမယ်လူလောက်ကိုလုံးမယ်ရန်ကုန်မှာအဲ့ဒါလို့မဟုတ်ရင်ရှင်ပြရန်ကုန်အတွက်ရှင်ပြလမ်းတွေပိတ်ကုန်မှာပေါ့တယ်ရှင်ပြအရှုံးပေးသလိုဖြစ်သွားမှာပေါ့တယ်ခင်ဗျားတရားပွဲလုပ်နေတာမှကျုပ်ရှုံးနေတာလို့ရှင်းလားကျုပ်ရှုံးယုံကပြဿနာမရှိဘူးဓမ္မရှုံးနေတယ်လို့ဓမ္မကွယ်ပလားကွာ
မကွယ်သေးပဲနဲ့တော့အာရမတရားဓမ္မတွေကိုရှင်းလားမင်းတို့တပြီလုံးမဟောရလဲဂယုမဆိုင်ဘူးလို့အမှန်တရားဘက်မှာသေတဲ့အထိရက်တည်သွားမယ်အစိတ်ပင်တော့ကျုပ်ရေမလောင်းနိုင်ဘူးဒီကမကြီးအဲ့တော့အပြတ်ပဲပြောလိုက်မယ်လို့အမေရင်အဖေရင်တောင်ဒီကိစ္စအလျှော့မပေးဘူးလို့အဲ့တော့ခမရလောက်တော့ပြင်းသေးတယ်ခဲတော့ဆိုထပြန်လာခဲ့တယ်အကြောင်းမှအဲ့တော့ပြန်ပြီးတော့ဖုံးဆက်တယ်အရှင်ပြားတဲ့စိတ်ကလည်းကြီးလိုက်တာကြော့တော်မကြော့လိုက်အောင်ပြန်သွားတယ်နောက်အဲ့ကိစ္စပြောရင်ခမရကျုပ်ကိုတွေးအောင်တွေးအောင်မဟုတ်ဘူးလို့ပြောဟောပါလားအဲ့ဒီတိုင်းအခုအမေအဖေအလငါးနေရင်ကြောက်နေစရာလိုသလားကြောက်အောင်၆ဖို့ရောမလိုဘူးခင်ဗျားတို့သင်ကြားရေးစနစ်တွေမှာမှားယွင်းလာလို့သာသမီပြုစုဖြိုးထောင်မှုမှာမှားယွင်းလာခဲ့လို့အရာရာကြောက်နေတဲ့အတွက်ခင်ဗျားတို့မျိုးစုံအနိုင်ကျင့်ခြင်းကိုခံရတယ်ရှင်းလားအမှန်တရားအတွက်ဘယ်သူမှမကြောက်နိုင်ဘူးရှင်းတယ်နော်မှတ်ထားပါအဲ့တော့လောကကိုလွန်မြောက်ခြင်းရဲ့နိဗ္ဗာန်ကိုရောက်ခြင်းရဲ့အမှန်တရားကိုရဲလုံရဲတဲ့တတ္တိရှိရမယ်အဲ့တော့ဦးဇင်းပြန်မေးတယ်အဖိုးကပြန်ပြီးတော့ तू မွေးတယ်မိ तू မငြိမ့်နိုင်တော့မှပြန်မေးတယ်မင်းကဘာလို့မကြောက်တာလဲတဲ့ဆိုတော့အဖေမေမကြိုက်တာကျုပ်ဘာတစ်ခုမှမလုပ်ဘူးမိဘကဒါမလုပ်နဲ့ဆိုမလုပ်ဘူးတချင်းမဆိုနဲ့ဆိုတာတော့ဆိုနေရတန်းလန်းကရပ်ပေးခဲ့တယ်တချင်းဆိုဝါသနာသိပ်ပါတာဥဒ္ဓမင်္ဂလာဟုတ်ပြီနော်နေရောညပါမပြတ်မနာတန်းဆိုတာဂီတာတလက်သာလက်ထဲရောက်လာပါစေအဲ့တော့အဲ့ဒါလောက်တချင်းဆိုဝါသနာပဲမဆိုနဲ့ဆိုမဆိုဘူးရက်တာချက်ထားလိုက်ငါသားတော်တော့ဆိုတော်လိုက်တယ်ဘာတစ်ခုမှလွန်ဆန်ပြီးမလုပ်တာဘာအတွက်ကြောက်ရမလဲကြောက်တယ်ဆိုတာဘယ်လိုလူကြောက်ရမဟုတ်တာလုပ်တဲ့လူအမှားလုပ်တဲ့လူမှကြောက်ရမှာကွာလောကအာဟုသို့လုံနေတဲ့လူတွေကြတော့ကြောက်เสียကြောက်အပ်တဲ့ကိစ္စနဲ့မကြောက်အပ်တဲ့ကိစ္စရှိတယ်အခုအာဟုသို့လုံနေတဲ့လူတွေကသူတို့ကိုသူတို့ဟုတ်လာပြီထင်နေတာတကယ်တော့အာဟုသို့ကာယကံမကောင်းသောကာယကံမကောင်းသောဝစီကံမကောင်းသောမနောကံဆိုတာကြောက်เสียကောင်းမကောင်းအာဟုသို့ကမှပါလေကြောက်เสียရှင်းသလားလေဒါနဲ့မင်္ဂလာဆောင်ပြန်သွားဖိုးအကြောင်းလေးပြောခြင်းလို့ထည့်ပြောလိုက်ခုတော့တော်တော်လေးတင်းတိမ်သွားနော်အဲ့ဒီမတရားမှုတွေရှိနေသေးသမျှမဟုတ်ဘူးမကွေးတိုင်း9နှစ်ရှိပြီမဟုတ်ဘူးခု6နှစ်ထဲရောက်နေရှင်ပြလုပ်ပြရစီအဲ့ဒီမသူတော်တွေရှိနေသေးရင်မလာဘူးလို့ပြောကျင်းတယ်လားငါတရားဟောနေတာငါနာမည်ကြီးဖို့လည်းမလို့ဟုတ်ဂုံလိုခြင်းလို့လည်းမဟုတ်ဘူးငွေအတွက်လည်းမဟုတ်ဘူးတရားအတွက်ဟောတာဖြစ်တဲ့အတွက်တရားဘက်မှာပဲရဲနေမယ်ရှင်းပြီနော်နောက်ထပ်ပြောစရာတွေကဒီမှာလင်မယားမင်္ဂလာဆောင်တာမပြီးမှဆိုလို့နောက်နေ့မှဖြည်းဖြည်းထည့်ပြောမယ်ခံစားချက်တွေကတော့တပုံကြီးပဲနော်မတရားမှုကိုတွန်းလှန်နိုင်မှငါဒီဘဝသိမယ်ဆိုပြီးတောင်းထားတာယောဂတွေအများကြီးနဲ့အဲ့တော့အားလုံးမှတ်ထားအခုလင်မယား2ယောက်မင်္ဂလာဆောင်ပြီးမင်္ဂလာဦးဆွန်ကျွေးမှာသူတို့သမီးပါလုံးနေတန်ခဝေယဝဆလုံးသူတို့သားပါလုံးသူတို့သားသူတို့သမီးကြီးပြီးຢာကတောထဘယ်သူကသိတော့ဘုရားသိတော့ကြည့်တော့ဒီလင်မယား2ယောက်ကိုဘုရားကအတွဲချောင်းမလို့စောင့်နေတာမင်္ဂလာဦးညဘာတွေများပြောကြဆိုကြမလဲလို့ဘုရားစောင့်ကြည့်နေတာလားအဲ့တော့ဘုရားကအဲ့ဒီမင်္ဂလာဆောင်မှာကြွလာတာဘာလို့မလို့တော့ဟမ်အဲ့မင်္ဂလာဆောင်ကြွလာတာဘာလို့ဖို့တရားဟောဖို့ပေါ့ရဲပြောဘာလို့မလို့မြတ်စွာဘုရားရဲ့အဓိကသူ့ရဲ့တာဝန်အဓိကသူ့ရဲ့စေတနာဟာတတ္တဝါတွေကိုတရားရည်အေးတိုက်ကျွေးဖို့အဲ့တော့အခုခုနကသတို့သားသတို့သမီးကိုလည်းကြည်နေတာ तू ဘာလို့မလို့တရားဟောမလို့ဘာဖြစ်လို့တရားဟောခြင်းလုံးလို့မေး
မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတရားဟောတဲ့အခါကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မပါပဲဖြည်းဖြည်းချင်းစဉ်းစားနော်ဒါဖြင့်ဒီမင်္ဂလာဆောင်ကိုသူတရားဟောဖို့လာပြီဆိုကြတဲ့ကဘာဖြစ်လို့သိကြလားကဲခင်ဗျားတို့ကလည်းထုံပေးပြီဆိုတော့တဲ့ကြီးကိုညံစမ်းမေးခွန်းမေးရမှာသူမင်္ဂလာဆောင်မှာသတို့သားသတို့သမီးကိုဘုရားကသတိထားကြည့်နေတယ်ဆိုတော့ဒီမင်္ဂလာဆောင်မှာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေဖြစ်မလဲဟုတ်ပြီနော်မြတ်စွာဘုရားကြည်နေလို့အခုကစာထဲမှာတရားတော်ထဲမှာဒီတိုင်းပါနေတာသူတို့သမီးလေးကမလုပ်နေဝေယဝဆအတွက်ဖဖကိုမောလို့ချွေးလေးတစုံစုံနဲ့ချွေးတစီချွေးလေးတွေစီးကြလို့တခါနဲ့ तू ကခုသို့ဝေယဝဆအတွက် तू လုပ်နေတာသူတို့သားကသူတို့သမီးဝေယဝဆလုပ်နေတာလဲဖယားကသိတယ်နော်ဘာလို့သိတော့ဘာလို့သိတော့ကြည်လို့သိတာမှတ်ထားဘာလို့သိတော့ငါတို့လည်းရှင်းစရာတွေအများကြီးဖယားအလုံးစုံသိတယ်ဆိုပေမဲ့အကုန်သိနေတာမဟုတ်ဘူးကြည်မှသိတာဟုတ်ပြီလားအဲ့တော့သူတို့သမီးလေးဝေယဝဆလုပ်နေတာလဲကြည်နေလို့သူတို့သားသူတို့သမီးနောက်တကောက်ကောက်လိုက်ကြည့်ပြီးတော့ຢာကထနေတာလဲဘယ်သူကကြည့်နေတာဘာလို့ဖို့ကြည့်နေတာတရားဟောဖို့ကြည့်နေတာအဲ့ဒီချိန်တရားသွားဟောရင်ရမလားမရတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဩဒီကောင်ခက်နေပြီဆိုပြီးဖြတ်ဆိုတကိုးတော်နဲ့ဒီလိုသမီးကိုကွယ်ပလိုက်လုတ်ကိုဟိုမှာမျက်စိအောက်ကဟုတ်ပလားအဲ့ဒီချိန်တယောက်နဲ့တယောက်မျက်စိအောက်ကအပြောင်းမခံနိုင်တဲ့အချိန်အဲ့ဒါမြတ်စွာဘုရားကြီးကတကိုးကြီးနဲ့ကွယ်ပလိုက်တယ်တို့သမီးကလည်းတို့သားကိုရက်စက်တယ်တို့သားကလည်းတို့သမီးကိုလိုက်ရှာဘယ်လိုကြည့်ကြည့်ဘယ်သူလှုပ်ထားရက်စက်လိုက်တာဘာဖြစ်လို့အဲ့လိုလှုပ်တာရှေ့ပိုင်းမှာဒါနဲ့သက်ဆိုင်တဲ့စကားလေးတွေများစွာလမ်းကြောင်းလာခဲ့ခင်ဗျားတို့သတိနဲ့မနာခဲ့လို့သတိနဲ့နာခဲ့ရင်ဒီနေ့တရားကောင်းစဉ်အဲ့မှာပေါ်နေဟုတ်ပြီနော်ကဲဒါမမြင်အောင်လှုပ်ထားဘူးမမြင်အောင်လှုပ်ထားတော့ရှာလို့တွေ့တော့မတွေ့တော့မှတို့သားကသတိရလာဘယ်သူသတိရလှုပ်ဖို့သဘောပါလားဖះကိုသတိရလာတော့မှဖះပဲလှည့်လာပြီးတော့ဝေယဝဆလှုပ်ဖို့တော့မဟုတ်ဘူးငုတ်တုတ်လေးလာထိုင်တော့တို့သားထိုင်ပြီဆိုတော့နောက်ကတို့သားမိဘအတိုင်းဝိုင်းနေထိုင်ပြီဆိုတော့ဖះကသတိပေးလိုက်တယ်အလံပေးလိုက်တော့တို့သမီးလေးပါအကုန်ထိုင်တယ်ဒါပေမဲ့တို့တယောက်နဲ့တယောက်ဘုရားဘာလို့တော့မှာတယောက်နဲ့တယောက်သူတို့မြင်နေရင်ဘုရားဟောတဲ့တရားသူတို့နားထဲဝင်နိုင်မှာမဝင်နိုင်ဘူးနော်အဲ့တော့ဘုရားကတရားတော်ဒဲကိုအာယုံစိုက်နိုင်မှသူတို့ရဲ့ဘဝသူတို့ရဲ့အကြောင်းသူတို့ရဲ့ပါရမီတွေဟာပြည့်ပြည့်စုံစုံပွင့်လန်းခွင့်ရမှာအကယ်၍သာ
အဲ့လိုတားမြစ်ခြင်းမရှိဘဲနဲ့တရားကိုလည်းဟောခဲ့မယ်ဆိုရင်သူတို့တရားတွေလည်းနားတယ်မရောက်ဘူးဆိုရင်ဒီပုဂ္ဂိုလ်တွေဒီဘဝဘာဖြစ်အနစ်နာကြီးသူတို့တရားဟောမလို့လာတာဘာဖြစ်လို့တရားဟောမလို့လာတာလဲရွတ်ထိုင်လို့ဟုတ်ပြီအဲ့ဒီဖြေမှန်းပြီဘာဖြစ်လို့ဒါပေမဲ့ကျွတ်ထိုက်တဲ့ပါရမီသူတို့မှာပါမပါပါတယ်နော်ဒါပေမဲ့ဖယားကသူတို့ကိုကွယ်ကာမထားဘဲနဲ့ဒီတိုင်းလွတ်ထားရဲ့တရားဟောလို့ရမလားဟောတော့ဟောသူတို့နားရဲရောက်မလားနားရဲရောက်တော့ဟောသိနိုင်သလားအဲ့လိုမသိခဲ့ဘူးဆိုရင်သူတို့အတွက်ဒါဖြင့်ဖယားကဘာလို့ကွယ်လိုက်တာခင်ဗျားတို့မပြောပါနဲ့ကြော့ကြော့ပြောလို့နစ်နာသွားမှဆိုလို့ကဲရှင်းမလားဘာဖြစ်လဲခုလည်းခင်ဗျားတို့အာ6ခံပြီးတော့အာညောင်းခံပြီးရံများခံပြီးអော်နေတာဒီကိုမရောက်နိုင်လို့ကိုယ့်အကိုလှုပ်လို့ရရမတတ်နိုင်ရှင်းမှာအများကြီးပြောခဲ့ပြီအဲ့ဒီစကားကိုသဘောပါလားကျုပ်ကရှေ့ကတရားဏိဒန်းပြောကြတဲ့ခင်ဗျားတို့အလွတ်မဲ့ပြောလာတာမဟုတ်ဘူးခုခင်ဗျားတို့ဘဝတွေပေါ့ဆဆနေရင်နစ်နာသွားတော့မှအခုပါရမီတွေပြည့်မပြည့်အကြောင်းကံတွေစုံမစုံဒါပေမဲ့ခင်ဗျားတို့ဘာနဲ့ပြောနေလို့ဘာနဲ့သမီးနဲ့လင်းနဲ့မယားနဲ့မပြောဘူးလားပြောတော့တဏှာပစ္စယဥပါဒနာပစ္စယကာယကံဝစီကံမနောကံနေတဲ့နေ့စဉ်အချိန်မကုန်ဘူးလားအဲ့ဒီကာယကံဝစီကံမနောကံနေတဲ့တန်တရားလွတ်ချောင်းတွေလွတ်နေတာလားလေချောင်းတွေလွတ်နေလားလေချောင်းလွတ်တော့ကာမဘဝပစ္စယဇာတိဆိုရင်ဘာသစ္စာရမလဲရှင်းသလားဇာတိရမှာတော့နောက်ကဘယ်သူလိုက်လားအတော်တတ်နိုင်မှာဟုတ်မလားအနစ်နာကြီးအဲ့တော့အခုကဘုရားကသူတို့သားကိုလည်းကြည်နေတယ်သူတို့သမီးကိုလည်းကြည်နေတယ်ဘာဖြစ်လို့ကြည်နေတာနစ်နာသွားမှဆိုလို့အဲ့ဒါကရုဏာစိတ်ခေါ်တယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့မဟာကရုဏာခင်ဗျားတို့လောကီအမြင်ရကြည့်တော့ရက်ဆက်လိုက်တာချစ်စခင်စကျင်နာစမင်္ဂလာဥခါမှာမှခုတယောက်နဲ့တယောက်မမြင်အောင်လုပ်ထားတယ်ရှင်းတယ်နော်ဘုရားရက်ဆက်တာလားအဲ့ဒါကမှကရုဏာစစ်အကျဉ်းနာအစစ်ခင်ဗျားတို့ကဘယ်ဟာအကျဉ်းနာမှလည်းမသိဘူးဘောပါလားသူကအတူနေရမှကျဉ်းနာတယ်ထင်တာဟုတ်အဲ့တော့အတူနေရရင်လင်ကလည်းမရဒုက္ခပေးတော့မရကလည်းလင်ကိုမင်းကအကျဉ်းနာတဲ့သဘောပါလားဘာတွေဒုက္ခပေးတယ်ခင်ဗျားတို့အတိဆုံးကြိုပြောစရာမလိုရှင်းတယ်နော်အဲ့တော့အခုဘုရားကကွယ်လိုက်တာဘာကြောင့်အဲ့တော့မှမြတ်စွာဘုရားတရားစဟောပြီနတ္ထိရာဂသမောအက္ခိယာဂထက်ပူလောင်တဲ့မီးအခုခင်ဗျားတို့တန်တရားတစ်ခွင်မှာဒီမှာငရဲမီးတွေဟုံတောက်နေတာဘယ်သူကြောင့်ဒီတဏှာယာဂကြောင့်အပယ်လေးပုံကြီးဖြစ်ထွန်းနေတာရှင်းသလားအဲ့တော့အခုခင်ဗျားတို့ယာဂထက်ပူတဲ့မီးဆိုတာမရှိဘူးအခုလည်းနေ့စဉ်နဲ့မြခင်ဗျားတို့ဟောဒီပူလောင်လောင်ကြီးတွေမှာပြေးလွှားလောက်ကင်စားတောင့်နေကြတာဘယ်သူကြောင့်ထင်လဲယာဂအဲ့ဒီယာဂတဏှာကြောင့်နတ္ထိရာဂသမောအက္ခိနတ္ထိဒေါသသမောကလိဒေါသထက်ကြီးတဲ့အပြစ်နတ္ထိခန္ဓာတမဒုက္ခဒီခန္ဓာ၅ပါးထက်ကြီးကျယ်တဲ့ဒုက္ခအခုခင်ဗျားတို့ရထားတဲ့ခန္ဓာကိုယ်ကဘာသစ္စာခန္ဓာကိုယ်အကျယ်ချဲ့ရင်ခန္ဓာဘာနှစ်ပါးအကျဉ်းချုံတော့ယုတ်တရားနဲ့
အဲ့တော့အဲ့ဒီယုတ်တရားရောမြဲသလားနံတရားရောယုတ်ကောကိုပိုင်သလားနံကောကိုပိုင်သလားယုတ်နံခန္ဓာဘယ်အချိန်ကြည့်ကြည့်ဖြစ်ပြီးရင်ချမ်းသာလားဆင်းရဲလားနတ္ထိခန္ဓာတမဒုက္ခဟုတ်ပြီနော်ဒီခန္ဓာထက်ဆင်းရဲတဲ့ဒုက္ခရှိဘူးဘုရားကပြောပြီဒါဖြင့်ယာကထက်ပူလောင်တဲ့မီးဒေါသတဲ့ကြီးမားတဲ့အပြစ်နတ္ထိတန်တိပရံဒုက္ခံနတ္ထိတန်တိဆိုတာခိုင်မြဲတာတည်မြဲတာနိဗ္ဗာန်နိဗ္ဗာန်ထက်ချမ်းသာတဲ့အရာဟောခုနမေးပြီခုခင်ဗျားတို့၅ပါးအာယုကာမဂုဏ်ချမ်းသာနဲ့နိဗ္ဗာန်ချမ်းသာဘယ်ဟာတာဘယ်ဟာမြဲတော့နိဗ္ဗာန်ဆိုတာပျက်စီးခြင်းရှင်းတယ်နော်ပျောက်ပြက်ခြင်းနောက်ထပ်တဖန်ရှားဖွေရခြင်းခုခင်ဗျားတို့၅ပါးအာယုကာမဂုဏ်ကဒီဘဝရှားထားတဲ့စီစိန်နောက်ဘဝပါသွားမလားဒီဘဝရှားဖွေထားတဲ့လင်မယားနောက်ဘဝပါလာမလားဒီဘဝစုဆောင်စီးပူးလေ့ကျင့်ပေးလာတဲ့သားကောင်းသမီးကောင်းနောက်ဘဝယူသွားလို့ကဲဒီဘဝတစ်ဘဝလုံးသင်ထားတဲ့ပညာတွေနောက်ဘဝယူသွားလို့ဘာပါသွားတော့ကိုပြုထားတဲ့ကုသိုလ်နဲ့ရှင်းသလားအဲ့တော့မြတ်စွာဘုရားကတခါတည်းဟိုမှာသတို့သမီးပျောက်သွားတဲ့အချိန်မှာမျက်စိထဲမှာရှာလို့မတွေ့ဘူးမတွေ့တော့ဘုသူစီအာယုံရောက်လာအာယုံရောက်လာဘုရားတရားဟောဖို့အချက်ပြတော့အကုန်လုံးထိုင်ပြီသတို့သမီးကလည်းသတို့သားကိုမမြင်ရတော့ဘုသူစီအာယုံရောက်သတို့သားကလည်းသတို့သမီးကိုဘုသူစီအာယုံရောက်ဘုရားကသူ့စီတစ်ဖက်သက်မဲဆွဲလိုက်တာဘာဖြစ်လို့ရှင်းသလားဒါဖြင့်ဘုရားမတရားသဖြင့်လုပ်တာလားမဟုတ်ဘူးဘုရားကအခုဒုက္ခရောက်အောင်လုပ်နေတာလားကဲနေတာလားကဲတော့တရားဟောပြီလောကမှာအပူဆုံးဟာဘာလဲယာကအပူဆုံးမိဟာဟုတ်ပြီအပြည့်အကြီးဆုံးဟာဒေါသတော်တော်ကောင်းတို့ခက်ထန်တဲ့ဒေါသများဝင်လာပြီဆိုရင်ရှင်းတော့လဲစဉ်းစားနိုင်စွာမရှိတော့ဘာအပြစ်လာမကြောက်တော့ဒေါသထက်ကြီးတဲ့အပြစ်မရှိဘူးတဲ့နတ္ထိခန္ဓာတမဒုက္ခဆင်းရဲတဲ့ကဆင်းရဲတဲ့မှာဘယ်ဟာအဆင်းရဲဆုံးလဲခန္ဓာဆင်းရဲဆုံးဘယ်ခန္ဓာရခန္ဓာဘယ်နှပါခန္ဓာ၅ပါးမြဲသောတရားလားမမြဲသောတရားလားအချိန်ပြည့်ဖြစ်ပြီးတော့ဖြစ်လိုက်မဖြစ်ပါနဲ့လို့တားလို့လဲမပြတ်ပါနဲ့လို့ဆိုလို့လဲဒါဖြင့်ဖြစ်နေပြက်နေတဲ့သူပြက်ပြီးတော့အစားမထိုးတဲ့တော့တောင်းပန်လို့လဲအမိန်ပေးလို့လဲဖယ်ရှားပြစ်လို့လဲဒါဖြင့်ခင်ဗျားတို့အခုလက်ဝယ်ပိုင်ခန္ဓာရမရတော့ဒီခန္ဓာကြီးဒုက္ခကိုနေ့စဉ်မခံရအောင်လားအခုတဖြည်းဖြည်းနေ့တိုင်းခင်ဗျားတို့ထမင်းမကြွေးဘူးလားဘလောက်ကောင်းတာကြွေးတရက်ပြီးတရက်ပြိုလာသလားအိုလာသလားဘလောက်ဖဲသူ့ကိုရေချိုးပေးဂယုစိုက်ပေးရေချိန်တန်းရေမိချိန်တန်းမိဘလောက်ပြုစုအိုချိန်တန်းတော့အိုမြဲနာမြဲကြံထမင်းစားတာလဲများလာရောအသက်50ပြည့်တော့အယိုးတွေကပွားလာတယ်တဲ့ဟင်သွေးကြောတွေကပိတ်ကုန်ပြီတဲ့ဘယ်မလို့ကောင်းတာပါသလားဘလောက်ပြုစုရကြိုးဒါဖြင့်ဒီရုပ်ကောခင်ဗျားတို့အတွက်ပိုင်သလားနံကောမပိုင်ပေမဲ့မမွေးရဘူးလားမပြုစုရဘူးလားမပိုင်တာကြီးမဆိုင်တာကြီးပြုစုနေရကြတဲ့ကယင်ချမ်းသာသလားဆင်းရဲသလားအဲ့တော့ခန္ဓာမှန်ရင်ဘာသစ္စာခန္ဓာတဲ့ဆင်းရဲတဲ့တရားဘုရားကတရားဟောနေပြီယာကထဲပူတဲ့မီးမရှိဆိုခုနသတို့သားလေးကခါတဲ့သတို့သမီးနောက်ကြည့်ပြီးယာကစိတ်တွေထကြွနေတော့သူ့မှာအခုသတို့သမီးလည်းပျောက်သွားရောစိတ်မှာပူလောင်မှုရှိတော့ပူလောင်နေတာသတို့သမီးကြောင့်ပူတာလားယာကကြောင့်ပူတာလားသတို့သမီးကပူအောင်လုပ်တာလားရွှေရမင်းကပူအောင်လုပ်တာလားယာကပူနေတာလားသူ့ကြောင့်ပူတာလားကိုယ်ပူနဲ့ကိုယ်ပူတာလားဒါဖြင့်ယာကတဲ့ပူတယ်မီး
ဒေါသတဲ့ကြီးတဲ့အပြစ်အခုဒီမှာပျောက်သွားပြီဆိုတော့ဒေါသဖြစ်နေပြီဒေါသဖြစ်နေဟိုလူဖြစ်မှဒီလူဖြစ်မှဟိုလူစောကဒီလူစောကဖြစ်မလားမဖြစ်ဘူးလားဖြစ်လာရင်ဒေါသတဲ့ကြီးတဲ့အပြစ်ဘုရားပြောလိုက်တော့သူတို့သားအနာထောင်ဟုတ်သားပဲယာကတဲ့ပူတဲ့မီးမရှိဒေါသတဲ့ကြီးတဲ့အပြစ်မရှိသူတို့သမီးလေးကလည်းတရားနာနာကတရားနာညာကခန္ဓာလေးတော့ခန္ဓာဘယ်နှပါနတ္ထိခန္ဓာတမာဒုက္ခခန္ဓာထက်ဆင်းရဲတဲ့ဒုက္ခမရှိပါလားဆိုတော့သူတို့သမီးရောသူတို့သားရောတရားတွေသဘောပေါက်ပြီးတော့တရားနာရင်ကနေပြီးတော့နတ္ထိတန်တိပရံဒုက္ခနိဗ္ဗာန်မှတပါးချမ်းသာတဲ့အရာအချမ်းသာဆုံးဟာပါလေနိဗ္ဗာန်ပဲဆိုတော့ဒေသနာလဲဆုံးရောသူတို့သားကောသူတို့သမီးကောသောတာပန်တည်သွားဘာတည်သွားသောတာပန်တည်ပြီဆိုဘာတကားပိတ်ဘယ်တကားပိတ်နောက်ထပ်တန်တရားအလွန်ဆုံးလဲရရင်အလွန်ဆုံးသူတို့မှလက်မရှိသွားပြီအဲ့တော့သူတို့အတွက်ရှုံးသွားသလားမြတ်သလားဒါဖြင့်ဘုရားကခုနကသူတို့နှစ်ယောက်ကိုကွယ်လိုက်တာဘာဖြစ်လို့ကျေနပ်သလားအခုလည်းခင်ဗျားတို့သားရဲ့သမီးရဲ့စီးပွားရေးတွေမလုပ်ပါနဲ့လို့မဆိုပါဘူးသို့တော့အဲ့ဒီအလုပ်တွေနဲ့အချိန်ကုန်ရင်တော့ခင်ဗျားတို့ကျေနပ်သလားဒါဖြင့်တရားအလုပ်ကိုစ조사လုပ်ဖို့သိမသိနေ့နေ့ညညအားထုတ်ဖို့လုံမလို့အခုခင်ဗျားတို့ကပါရမီလိုသေးတဲ့ဘဝလားပြည့်နေတဲ့ဘဝလားနိဗ္ဗာန်နဲ့ထိုက်တန်မှုရှိမရှိယုံသလားကျေနပ်သလားကိုတန်ဖို့ကိုသိပြီလားဒါဖြင့်ပေါ်ပေါ်ဆဆနေကြမလားလွတ်အောင်ယုံမလားဘာလို့ဒီလောက်တိုက်တွန်းနေရတာလဲကျေနပ်ကြလားအဲ့တော့ဒီနေ့မင်္ဂလာဆောင်ဘုရားကတရားလာဟောတယ်ဟုတ်ပြီနော်ဟောတော့နေနဲ့မယားကိုသူတို့နှစ်ယောက်အကျဉ်လင်မယားနှစ်ယောက်ကိုမြင်ရဟောလာကွယ်ပြီးဟောလာဟောရဲ့ဆက်ဘာကြောင့်များပါလဲတယောက်နဲ့တယောက်မြင်နေရင်ဘယ်သောတာပန်မှရှင်းသလားအခုတော့ရှင်းရှင်းလင်းလင်းတယောက်နဲ့တယောက်မမြင်ရပဲတရားနာလိုက်ရတော့အပူဆုံးမိဟာယာကပဲအပြည့်ကြီးဆုံးဟာအဆင်းရဲဆုံးဟာအချမ်းသာဆုံးဟာနိဗ္ဗာန်ပဲလို့လင်ရောမယားရောသဘောတော်ပေါက်သွားကြတော့အဲ့ဒီတထိုင်ထဲမှာပဲမိသားစုအားလုံးဘာဖြစ်ကြလဲသောတာပန်တီဗီဆိုဒီပုဂ္ဂိုလ်တွေရှုံးသလားမြတ်သလားအဲ့တော့အဲ့ဒီမင်္ဂလာဆောင်လက်ဖွဲ့ကြည့်စရာကိုကခင်ဗျားတို့အရှုံးမြတ်ကဘာနဲ့ကြည့်တာလက်ဖွဲ့နဲ့ကြည့်တာဟုတ်ဆိုတော့သူတို့မင်္ဂလာဆောင်လက်ဖွဲ့ကြည့်စရာမလိုတော့ဘူးဆိုတော့ဘာကြည့်မလဲခန္ဓာကြည့်ဘာကြည့်မလဲအဲ့တော့မြတ်စွာဘုရားကြားထားတဲ့တိုင်းကြီးလည်းဖွင့်ပေးလိုက်ပါပြီအားလုံးလည်းမြင်ကြပါပြီမြင်ပေမဲ့ခုနကလိုသိုးွားတဲ့ຢာကတွေဖြစ်ချင်းမရှိတော့ခန္ဓာမှန်ရင်ဘာသစ္စာအဲ့တော့တတိထားကဲတရားရှိလက်ဖွဲ့မကြည့်နဲ့ဘာကြည့်ခန္ဓာကြည့်လိုက်တော့ခန္ဓာဘယ်နှပါဖြစ်ပြီးတော့ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ဟေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆာသောတတိမလျှော့သောဇွဲလုံးလဝရိယလက်ကင်ထားပြီးတော့တာယေသမီးရေးစီးပွားရေးနောက်ထားဝိပဿနာရှေ့ထားပြီးတော့အသေးမဥခင်ဉာဏ်ဥအောင်ကြိုးစားကြပါလို့နစ်နာသွားမှာစိုးလို့တိုက်တွန်းပါတယ်